မင်္ဂလာပါခင်ဗျာဦးအတက်ရောင်တာဟာအရေးပေါ်ခွဲစိတ်ကူးတာရတဲ့ယောဂတစ်ခုပါလူနာတွေကြားမှာအမြဲမေးလေးရှိတဲ့မေးခွန်းကတော့ဦးအတက်ခွဲရင်မေးဆေးနဲ့ခွဲမှာလားထုံဆေးနဲ့ခွဲမှာလားဆိုတာပါပဲဒီနေ့မှာတော့ဘလို့အခြေအနေတွေမှာဘယ်ဆေးကိုအသုံးပြုလဲဆိုတာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဦးအတက်ခွဲစိတ်မှုအထူးသဖြင့်မှန်ပြောင်းဖြင့်ခွဲစိတ်မှုကိုပြုလုပ်မယ်ဆိုရင်တော့မေးဆေးကိုအများဆုံးအသုံးပြုလေးရှိပါတယ်မေးဆေးပေးလိုက်ရင်လူနာဟာလုံးဝသတိလစ်ပြီးနာကျင်မှုကိုမခံစားရတော့ပါဘူးဒီနီလန့်ဟာဝမ်ဘိုက်တစ်ခုလုံးကိုလှုပ်ရှားမှုမရှိအောင်ထိန်းချုပ်ထားနိုင်တဲ့အတွက်ခွဲစိတ်ဆရာဝန်အတွက်အလုပ်လုပ်ရတာပိုမိုလွယ်ကူစေပါတယ်။မှန်ပြောင်းခွဲစိတ်မှုနဲ့အရေးပေါ်အခြေအနေများမှာမေ့ဆေးကိုအဓိကထားပါတယ်။နောက်ထပ်ရွေးချယ်စရာကတော့ခါစစ်ရိုးထုံဆေးပါ။ဒီထုံဆေးကိုအသုံးပြုပြီးဝမ်ဘိုက်ခွဲကြောင်းပေးခွဲစိတ်မှုမျိုးကိုလှုပ်ဆောင်နိုင်ပါတယ်။ထုံဆေးပေးရင်လူနာဟာခါအောက်ပိုင်းကနေထုံသွားပြီးခွဲစိတ်နေချိန်မှာသတိရှိနေနိုင်ပါတယ်။မေ့ဆေးရဲ့နောက်ဆက်တွဲပြဿနာတွေဥပမာပြုတ်အန်ခြင်းကိုရှောင်ရှားခြင်းတဲ့သူဒါမှမဟုတ်အခြားယောဂခံတွေကြောင့်မေ့ဆေးမပေးသင့်သူတွေအတွက်ဒီနီလန့်ကအစားထိုးရွေးချယ်စရာဖြစ်လာပါတယ်။ဦးအတက်ပေါက်ပြီးပြည်တည်နေတဲ့အခြေအနေမျိုးမှာပြည်ဆေးထုတ်ဖို့အတွက်ကိုတော့ထုံဆေး local ဆေးဆရာနဲ့ပိုက်ထဲတာမျိုးကိုလည်းတစ်ခါတရံလုပ်နိုင်ပါတယ်ဘလို့ဆေးမျိုးကိုအသုံးပြုမလဲဆိုတဲ့ဆုံးဖြတ်ချက်ဟာလူနာရဲ့ကျန်းမာရေးအခြေအနေဦးအတက်ရောင်တဲ့အဆင့်ခွဲစိတ်ကူးတာမှုအမျိုးအစားမှန်ပြောင်းဒါမှမဟုတ်ခွဲကြောင်းလူနာရဲ့အသက်အရွယ်နဲ့ဆရာဝန်ရဲ့ဆုံးဖြတ်ချက်တို့အပေါ်မူတည်ပါတယ်အများအားဖြင့်တော့ခွဲစိတ်မှုမပြုလုပ်မီမှာမေ့ဆေးဆရာဝန်ကလူနာကိုစစ်ဆေးပြီးဘေးကင်းဆုံးနဲ့အသင့်တော်ဆုံးနည်းလမ်းကိုရှင်းပြပေးမှာပါအချုပ်အားဖြင့်ဆိုရတော့ဦးအတက်ခွဲစိတ်မှုအတွက်မေ့ဆေးကိုပေးပေမဲ့လူနာချို့အတွက်ထုံဆေးဟာဘေးကင်းပြီးထိရောက်တဲ့ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ဒါကြောင့်ဦးအတက်ရောင်ပြီးဆိုရင်ဘယ်ဆေးနဲ့ခွဲရမလဲဆိုတာထက်ဆရာဝန်ရဲ့အကြံပြုချက်ကိုလိုက်နာဖို့နဲ့အချိန်မီကုသမှုခံယူဖို့ကပိုအရေးကြီးပါတယ်။ကျန်းမာရေးဗဟုသုတများဆက်လက်သိရှိလိုပါက sharing follow နဲ့ like ပြုလုပ်ပေးကြပါဦးခါမပေးသွားလို့လည်းရပါတယ်ဗျ။